Chelsea ရဲ့ဘယ်သူမှမချိုးဖျက်နိုင်တဲ့စံချိန်၈ခု21ရာစုအတွင်းအင်္ဂလန်အောင်မြင်ဆုံးအသင်း Chelsea ဟာစံချိန်မှတ်တမ်းများစွာတင်ရှိထားရာအောက်ပါစံချိန်၈ခုဟာတခြားအသင်းတွေချိုးဖျက်ရခက်ခဲအောင်ပါနံပါတ်1 Chelsea ဟာအမှတ်ပေးပြိုင်ပွဲမှာအင်ကွင်းရှုံးပွဲမရှိမှုပွဲဆက်အများဆုံးအသင်းဖြင့်2004ခုနှစ်ကနေ2008အောက်တိုဘာအထိ86ပွဲတီတီနဲ့စံချိန်တင်ထားနိုင်ခဲ့ပါတယ်နံပါတ်2 2020-21ရာသီမှာချန်ပီယံလိချန်ပီယံဖြစ်တုန်းကအနောက်လန်ဒန်ကလပ်ဟာ UCL 100ရာသီအတွင်းပေးကိုအနည်းဆုံးအသင်းအဖြစ်၄ခုသာခွင့်ပြုခဲ့ရပါတယ်နံပါတ်3 Chelsea ဟာလန်ဒန်ကလပ်တွေထဲမှာချန်ပီယံလိရဘူးတဲ့တခုတည်းသောကလပ်အဖြစ်ဂုဏ်ယူဝင်ကြွားစွာရပ်တည်နေပါတယ်ဒီစံချိန်ကိုနောက်အနာဂတ်မှာအာဆင်နယ်နဲ့စပါတို့လိုက်မိနိုင်အောင်မလားဆိုတာစောင့်ကြည့်ရပါမယ်နံပါတ်4ပရီးမီးယားလိတရားသီအတွင်းပေးကိုအနည်းဆုံးအသင်းကလည်း Chelsea ပါပဲသူတို့ဟာ2004-2005ဘောလုံးရာသီတရားသီလုံးကမှာပေးကို15ခုသာခွင့်ပြုခဲ့ရတာပါနံပါတ်5အပြောင်အရာချန်ပီယံလိယူရိုပါလိဥရောပစူပါဖလား UEFA ရှုံးထွက်ချန်ပီယံများဖလားကို2ကြိမ်စီကင်မြောက်ထားနိုင်တဲ့တခုတည်းသောကလပ်လည်းဟုတ်ပါတယ်နံပါတ်6သူတို့တွေက2004-2005မှာနောက်ထပ်စံချိန်တစ်ခုအနေနဲ့တရားသီအတွင်း clean sheet အများဆုံးဖြင့်ပေးကိုမဲ့ပွဲစဉ်25ပွဲထိရှိနေခဲ့ပါတယ်နံပါတ်9ပရီးမီးယားလိသမိုင်းတစ်လျှောက်တရားသီအတွင်းသွင်းကို100ကျော်103ကိုထိသွင်းယူခဲ့တဲ့ပထမဆုံးအသင်းကလည်း2009-2010ရာသီတုန်းက Chelsea ပါပဲနံပါတ်10တဖန်ပရီးမီးယားလိမှာတရားသီအတွင်းနိုင်ပွဲ30ပေးမြောက်တဲ့ပထမဆုံးအသင်းအဖြစ်လည်း2016-2019ရာသီတုန်းကမှတ်တမ်းရေးထိုးခဲ့ပါတယ်ဘာပဲလို့ချွေးထွက်များပြီးချွေးနဲ့ပြေးနေတာတားရီလို့နောက်ကတော့ AC ပဲ AC roll နဲ့ဆိုရင်တနေ့လုံးမှုရင်းနဲ့ဆွဲနေမှာတော့အသေးကြပဲဗျချွေးနဲ့ပြင်းနဲ့လှုပ်ရှားမှုတိုင်းပဲ AC roll on